လှုပ်เสียလှုပ်တရားလဲရှားပါလာလိုက်တာလို့ညီးမိတော့မိမကပြောတယ်တူးတီ3တီရောင်းကြမယ်လေတဲ့အဲ့လိုနဲ့ကျွန်တော်တို့လင်မယားလဲကော်မရှင်သားဖြစ်လာတာပေါ့ဗျာဒိုင်မလို့ရဲရလဲပါပါတယ်စီးနဲ့ကန်းနဲ့အလုံးလုံးလာလိုက်တာနည်းနည်းလေးစုမိဆောင်မိရှိလာတော့အိမ်နောက်ဘက်ကခြံလေးကိုစောက်ဝဲဖို့မိမကိုတိုင်မရတယ်သူတဘောတူတော့အဲ့ဒီခြံလေးကိုဝဲဖြစ်သွားတော့တာပေါ့ခြံထဲမှာကဘာမှသိမ့်မရှိပါဘူးလူမတုံးတော့တဲ့ရေတွင်းတွင်းနဲ့တရက်ပင်ကြီးတစ်ပင်ပဲရှိရဲ့တရက်ပင်ကြီးကတတန်းကြပြီးထင်ပါရဲ့အကျိတ်အာဝါဒကောင်းတော့ကျွန်တော်လဲကုတ်ပြစ်လေးထိုးထားလိုက်တယ်နေကင်းနဲ့လည်းအိပ်ရအောင်ဆိုတဲ့အတွေးနဲ့ပေါ့အဲ့လိုနဲ့ညတညမှာကျွန်တော်ရုတ်တရက်နိုးလာခဲ့တယ်နိုးလာချင်းအတန်တစ်ခုကိုကြားလိုက်ရပဲအဲ့ဒီအတန်ဟာခြံနောက်ဘက်ကနေလာနေတာဘာတန်လဲဆိုတော့ရေချိုးနေတဲ့အတန်ပါဟုတ်ပါတယ်စောင်းတွင်းညဘက်ကြီးကိုလူတယောက်ကရေချိုးနေရပါကျွန်တော်လဲဓမီကိုအသာယူပြီးအိယာတဲကနေထလာလိုက်တယ်အိမ်နောက်ဘက်တကားဖွင့်ပြီးအပြင်ရောက်တော့ရေချိုးတဲ့အတန်မကြားရတော့ဘူးအဲ့လိုနဲ့အိယာတဲပြန်ရောက်တော့ရေချိုးတဲ့အတန်ပြန်ပေါ်လာတယ်တကားပြန်ဖွင့်ရင်ရေချိုးတဲ့အတန်ပြန်ပြောက်သွားရောအဲ့လိုနဲ့နှစ်ခါသုံးခါဖြစ်ပြီးမှကျွန်တော်ဟာအိမ်နောက်ဘက်တကားကိုမဖွင့်တော့ဘူးပဒင်းမောက်မှန်ကနေအတန်လာမဲတင်တဲ့နေရာကိုဓမီနဲ့လှမ်းထိုးကြည့်လိုက်တယ်မီးအောင်ထဲမှာတဲ့အရေးတစ်ခုဟာရေတွင်းပြက်ကြီးတဲ့ကိုပြုတ်ကျသွားတယ်လို့မျိုးတွေ့လိုက်ရတယ်ကျွန်တော်လဲအိမ်အောက်ဆင်းပြီးရေတွင်းသားကိုရှောက်လာခဲ့ရပါရေတွင်းထဲကိုမီးနဲ့ထိုးကြည့်တော့ဘာမှထူထူမတွေ့ပါဘူးတခုတော့ရှိတယ်ရေတွင်းဘေးဘောင်ပေါ်မှာရှိတဲ့မတုံးတော့တဲ့ဒံပလားခွက်လေးမှာတော့ရေတွေဆိုလို့ပဲဘာမှမတွေ့ရတူကျွန်တော်လဲအိမ်မော်ပြန်တက်ပြီးအိတ်လိုက်တော့တာပေါ့နောက်ရက်ကျတော့မိမကိုတိုင်ပင်ရတယ်မိမရေမြေနဲ့မင်္ဂလာလေးပါလေးလောက်ရအောင်ဆိုတော့သူကလည်းတဘောတူတယ်အဲ့လိုနဲ့အလူတက်ပစ္စည်းဝယ်မယ်ဆိုပြီးဟင်းဒရာမြို့ပေါ်တက်လာခဲ့ကြတာပေါ့မိမမြို့ပေါ်ရောက်တော့ဘေးတင်သွားမိရဲ့ကျွန်တော်ကတော့ဘေးတင်ကိုတိတ်ယုံကြည်မရှိလာပါဘူးဘေးကထိုင်ပြီးတော့လိုက်နာထိုင်အောင်ပါပဲဘေးတင်ဆီယာမကခြံအကြောင်းပြောရုံပဲရှိသေးတယ်ဆီယာမကခြံမတန်ဘူးဆိုတာကိုစပြောတော့တယ်ခြံထဲမှာအပင်ကြီးတစ်ပင်နဲ့ရေတွင်းတွင်ရှိရမလားလို့ပြီးတော့ကျွန်တော်တို့လည်းဟုတ်ကဲ့ရှိပါတယ်ပေါ့ဆီယာမကဆက်ပြောတယ်မိမကြီးတယောက်တော့သူမြင်နေတဲ့ညဘက်တွေမှာဆိုရင်ရေတွင်းမှာခြေစည်းလေးရှိတယ်တဲ့အဲ့ဒီမှာကျွန်တော်နည်းနည်းဖြုံသွားရောကျွန်တော်မိမကိုတော့မပြောပြထားတဲ့ကိစ္စကိုဒီဆီယာမကသိနေအောင်ကိုဆီယာမကဆက်ပြောတယ်အဲ့ဒီမိမကြီးကနင်တို့နဲ့ဘာမှမတော်ဘူးနင်တို့အိမ်နောက်ဘက်မှာရှိရဲ့အိမ်နဲ့တော့အမျိုးတော်တယ်တဲ့စဉ်းစားကြည့်လိုက်တော့ကျွန်တော်တို့အိမ်နောက်ဘက်မှာရှိရဲ့အိမ်မှာလူတေဘူးတာမှမရှိသေးပဲအဲ့လိုနဲ့ရဲတရားရေးပါရယူပြီးပြန်ခဲ့တာပေါ့အိမ်ပြန်ရောက်တော့ကျွန်တော်တို့နောက်ဘေးအိမ်ကိုလူတေဘူးချင်း